စင်ကြယ်အောင်လေ့ကျင့်ခြင်းဖြင့်စိတ်ဖြစ်စည်းမှုတန်တွေကိုလျှော့ချခြင်းဘုရားမြတ်စွာရဲ့တရားဒေသနာတော်လောကကြီးကိုဘယ်လိုအကျိုးပြုတယ်ဆိုတာသိရှိဖို့လိုတာပေါ့မြတ်စွာဘုရားလောကမှာပွင့်လာတာတဏှာအတွက်ပွင့်လာတာလည်းမဟုတ်လူမျိုးတစ်မျိုးအတွက်ပွင့်လာတာလည်းမဟုတ်လူသားတွေအတွက်ကြီးလည်းပွင့်လာတာမဟုတ်လောကမှာရှိကြတဲ့တ attva အားလုံးအတွက်မြတ်စွာဘုရားပွင့်လာတာဖြစ်တယ်အဲ့လိုပွင့်လာတဲ့အခါမှာအခြေအနေကောင်းတွေဖန်တီးပေးခြင်းဖြင့်မိမိတို့အတိုင်းအတာအားလျော်စွာအဆင့်တန်းအားလျော်စွာအလုံးသောတ attva တွေရဲ့ဆင်းရဲဒုက္ခတွေဟာရောကြပြီးတော့သွားတယ်နောက်ဆုံးဆင်းရဲဒုက္ခအလုံးကလွတ်မြောက်သွားသည့်အထိဘုရားမြတ်စွာဟာလမ်းညွှန်မှုပြုခဲ့တယ်ဒါကြောင့်မို့လို့ဘုရားကိုယုံကြည်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားကိုရှေးဥစွာသိအောင်လုပ်ပြီးထိုတရားတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်ခြင်းအားဖြင့်သာလျှင်မိမိတို့ဘဝမှာကျင့်တ်เสียမကောင်းတဲ့အခက်ခဲတွေစိတ်ဖိစီးမှုတွေယမယံခါတွေ့ရတဲ့ပြဿနာတွေအဲ့ဒါတွေဟာဖြည့်ရှင်းကျော်လွှားပြီးတော့ငြိမ်းချမ်းတဲ့အနေအထားကိုရောက်ရှိပြီးနောက်ဆုံးပြဿနာအလုံးငြိမ်းချမ်းပြီးတော့သာဝရငြိမ်းအေးတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုမျက်မှောက်ပြုအောင်မှာဖြစ်ပါတယ်ဒါဗုဒ္ဓဘာသာတို့